ဒီကနီးရဲ့နောက်ဆုံးစိတ်အတွေးနဲ့အမှန်နဲ့လူကြမှာအတွေးကနိုင်လို့ရှိရင်တွေးတဲ့အတိုင်းသူဘာမဟုတ်တဲ့ဟိုကြိုက်တာနဲ့တွေးရင်ပြိတ္တာမာကြီးတွေပြိတ္တာဒီကြီးတွေဖြစ်မှာဟင်ပြိတ္တာဆိုတာပါဠိလိုပြောကြတော့ပါပိတခေါ်တာပြီးတဲ့နောက်လေဒီယုတ်ဒီတိုင်းပဲဟဲ့ဒီယုတ်ဒီဟာတွေတိုက်ဒီဟိုစားတွေနဲ့ပဲအဲ့ဒါနဲ့ပဲဟိုဒီနာရောင်လေနဲ့နေရတာအဲ့ဒါကိုပိတလို့ခေါ်တာရင်းဟိုပါပေါ့ဟိုဘဝသာချသွားတယ်ဟိုပါပေါ့လူယုံမပြောက်ဘူးအဲ့ဒါပိတဘဝတော့ချသွားတယ်လေလူယုံတော့မပြောက်ဘူးအဲ့ဒီမှာနာစောကြီးဝန်သားစရာပြောလိုက်ဦးမယ်ကိုရွာကိုအိမ်ကိုတနေ့မှ3ချိန်ပဲဝင်ခွင့်ရတယ်ဝမ်းသာစရာလားဗျာလားပါတယ်ဝမ်းသာစရာအဲ့ဒါလားဗျာအေးအဲ့ဒါ33လားမနဲ့နေထွက်သေးနေမွန်းတဲ့သေးညနေအဲ့ဒီ33ပဲဝင်ခွင့်ရတယ်ကိုအိမ်ကိုချမ်းပြီးတော့ကိုရွာအိမ်မှာလည်းအိမ်ဆောင်နှရှိတယ်ခြံမှာခြံဆောင်နှရှိတယ်လမ်းမှာလမ်းဆောင်နှရှိတယ်ရွာဆောင်နှရှိတယ်အဲ့ဒါတွေကစောင့်ကြနေတာအဲ့ဒီမှာဘောဝကနေပြီးတော့ဝင်ပြီးကိုအိမ်သွားတယ်ကိုသားလေးဒါတော့ငါသားလေးဒါတော့ငါသမီးလေးပဲနေညနေနေကြည်လို့မှအာမရသေးဘူးအချိန်ကစီအဲ့တော့အိမ်ဆောင်နှကထွက်နင်ထုတ်မှာမသွားခြင်းပြီးတော့ကိုအိမ်များဟိုစားစရာလေးပြီးလူပြီးညာဆိုကိုအိမ်နာကကိုကအိမ်ရှင်ကပြောတယ်ညနေထမင်းလုံးนี่အပြင်မပက်နဲ့တော့ပါသေးလားကြားဘူးလားထမင်းဟိုတစီတို့ဘာတို့ကဟိုဘသူကမှကျွေးမဲ့လူမရှိရင်ထမင်းလုံးလေးယူသွားတာဒါလေးထမင်းလုံးတောင်မရှိရင်နှာချီစားရတာတဲ့ဘယ်တော့ပြောစရာကောင်းပါဗျာဘယ်နဲ့တော့ဖြစ်ချင်မဖြစ်ချင်ဘူးဝန်သားစရာပြောတာလေမဝန်တာပါဗျာဟုတ်ကဲ့အဲ့ဒါပိတာခေါ်တာအဲ့တော့အိမ်လေးကိုအိမ်လေးမှုကိုသားသမီးလေးမှုသွားတယ်ဟိုအိမ်ဆောင်နာကအချိန်ကျတွဲလမ်းဆောင်နာကတွဲရွာတဲ့ဘီဒီလီဒီလုံနေတဲ့ရွာဆောင်နာကတွဲ